ဒီတာထားမလားဒီတာထားရင်ကောင်းမလားဆိုတဲ့အတွေးတွေကလူတိုင်းတွေးဘူးကြမယ်ထင်တယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီအတွေးမျိုးတွေတစ်ခါတလေမှတွေးမိတယ်အဲ့တော့ကျွန်တော်အဲ့လိုအတွေးတွေတွေးမိတိုင်းမှာကျွန်တော်ပြန်မေးတဲ့မေးခွန်းနှစ်ခုရှိတယ်ပထမတစ်ခုကငါဒီတာထားချင်နေတာကငါဖေးနားမှာရှိတဲ့တငယ်ချင်းတွေနဲ့ငါပတ်ဝန်းကျင်လူတွေကအတွေးတွေကိုယ်စီနဲ့မို့လို့ငါသူတို့ကိုသဘောကျပြီးတော့ဒီတာထားချင်တာလားနောက်တစ်ခုကငါကိုယ်တိုင်ရောမိန်းကလေးတယောက်ရဲ့ဘေးမှာချစ်သူကောင်းတယောက်အဖြစ်နဲ့ရှိနေနိုင်ရဲ့လားရှိနေပေးနိုင်ပါမလားဆိုတဲ့မေးဖို့ကျွန်တော်ပြန်မေးတယ်ဒါတော့ကျွန်တော်တို့ပြန်တွေ့ကြည့်ရင်ကျွန်တော်တို့လိုချင်တဲ့ကျွန်တော်တို့လိုအပ်တဲ့မိန်းကလေးပုံစံဆိုတာရှိပြီးသားကိုယ့်ရဲ့ချစ်သူပုံစံဆိုရှိပြီးသားဗျအဲ့တော့ပြောရမလဲအပြင်ပိုင်းပုံစံပဲဖြစ်ဖြစ်အတွင်းပိုင်းပုံစံပဲဖြစ်ဖြစ်ပေါ့အပြင်ပိုင်းမှာဆိုရင်လည်းအသားမဲတာအသားဖြူတာရက်ပူတာရက်ရှည်တာဝါတာပိန်တာပေါ့အမျိုးမျိုးရှိတယ်အတွင်းစိတ်မှာဆိုရင်လည်းစေနာကောင်းတာနားလည်မှုရှိတာအမျိုးမျိုးပေါ့ရှိတယ်အဲ့တော့တော်တော်များများမှားရတယ်အမှားပါလဲဆိုတော့အပြင်ပိုင်းသဘောကျရုံလောက်နဲ့စစ်လူတွေဖြစ်ရီးသားတွေဖြစ်ပြီးတော့လာနေငယ်တော့ကြာတော့လမ်းခွဲသွားကြတယ်ပေါ့အဲ့တော့စစ်လူတွေဖြစ်လိုက်လမ်းခွဲလိုက်စစ်လူဖြစ်လိုက်လမ်းခွဲလိုက်နေရီးသားတွေကအများကြီးဖြစ်လာတာကျွန်တော်ကတွဲပြီဆိုရင်တော့မြဲနေတာဗျာဒီကမခွဲချင်ဘူးအပြင်မှာသဘောကျလို့တွဲလိုက်တယ်နောက်ပြီးတော့အဲ့လိုပြောသဘောထားမသိဆန်လို့လမ်းခွဲသွားတယ်ကျွန်တော်ကအဲ့လိုမဖြစ်ချင်ဘူးမဖြစ်ချင်တော့ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်အဲ့ဒါဘာလဲဆိုတော့ငါနောက်ထပ်ချစ်တယ်လို့ပြောမဲ့မိန်းကလေးဒီငါလက်ထပ်မဲ့မိန်းကလေးပဲဖြစ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်ချလိုက်တာအဲ့တော့အဲ့ဒီဆုံးဖြတ်ချက်ချပြီးတဲ့မှာအပေါ်ရန်သဘောကျတဲ့ဆိုတဲ့လူတွေနဲ့တွေ့ပြီးမဲ့အတွင်းစိတ်ပိုင်းဆိုင်ရာမှာအဆင်မပြေဘူးထင်တယ်ဆိုရင်သဘောကျတယ်ဆိုတဲ့အနေအထားလောက်မှာပဲကျွန်တော်တို့လက်တန်ခဲ့ရတဲ့ဆက်ဆံရေးမျိုးတွေလည်းအများကြီးပဲကျွန်တော်တို့ကရီးသားဟောင်းတွေစီကနေပြီးသင်ခန်းစာတွေယူတင်တယ်ဘာလို့လဲဆိုတော့ရီးသားဟောင်းတွေစီကသင်ခန်းစာယူဆိုတာရီးသားဟောင်းတွေမကောင်းဘူးဘာညာကျွန်တော်ယူခိုင်းတာမဟုတ်ဘူးကြီးလားကျွန်တော်တို့နဲ့ချစ်လူဖြစ်ခဲ့တဲ့ကောင်မလေးတွေထဲမှာကျွန်တော်တို့ဘက်ကကြည့်ရမယ်ဆိုးတာမဟုတ်ကျွန်တော်ဘက်ကလည်းဆိုးရရှိအခါလေးမှာသူ့တဝန်တို့လို့ဟိုကောင်းနဲ့မပတ်သက်နဲ့ဒီကောင်းနဲ့မပတ်သက်နဲ့ဟိုမသွားနဲ့ဒီမသွားနဲ့ဆိုတာတွေကသူ့ပုံကျွန်တော်တို့ကတော့ချစ်လို့ဆိုပြီးတော့ချုပ်ချယ်လိုက်တာဗျာကျွန်တော်တို့ကတော့ချစ်လို့ဆိုပြီးတော့သိပ်တင်လိုက်တာသူ့အတွက်ကြတော့မပြောရဘူးသူ့ကြတော့မွန်းကျက်မှုတခုဖြစ်နေသေးတယ်ဗျအဲ့ဒီချက်တွေကကျွန်တော်တို့ပြင်နေတယ်နောက်ပြီးတော့အားနေငါးစီစာပို့ရမယ်အားနေငါးစီပဲဖုန်းခေါ်ရမယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့အဲ့ဒါတွေကကိုယ့်အတွက်ကအဲ့တော့အဆင်ပြေပေမဲ့တစ်ဖက်လူကိုချစ်တဲ့လူအတွက်ကကြတော့ဘယ်လိုပြောရမလဲအနောက်ချက်တစ်ခုဖြစ်စေတယ်ပေါ့ဗျာကျွန်တော်ကတော့ကျွန်တော်ချစ်တဲ့မိန်းကလေးကိုကျွန်တော်ရှိမှရခဲ့တဲ့ကျွန်တော်ရဲ့အမားတွေကျွန်တော်ပြင်နေရရှိရတယ်ပြင်ဆင်ပြီးတော့ကျွန်တော်ချစ်တဲ့မိန်းကလေးကိုတော့ကျွန်တော်အပြည့်အဝချစ်ပြီးနေအောင်ကျွန်တော်ကြိုးစားနေပေါ့နော်အဲ့တော့ချစ်စစ်ဆိုတာဘာလဲလို့လူ9ယောက်ကိုမေးရင်တော့အဖြစ်9မျိုးထွက်မှာတည်ကြပဲကျွန်တော်ခံယူထားတဲ့အချစ်စစ်ကတော့အချစ်ရဲ့မေတ္တာရဲ့ပေါင်းရဲ့အချစ်စစ်ရတယ်လို့ကျွန်တော်တို့ခံယူထားတယ်ဥပမာဘယ်လိုပြောရမလဲအချစ်ဆိုတာကမိဘတယောက်ကတာသမီကိုဗျာနေအိမ်တော်မပြုတ်နဲ့ငါအဲ့ကောင်နဲ့သဘောမတူအဲ့ဒီကောင်မနဲ့သဘောမတူဘူးမိဘတွေပြောချလိုက်တယ်ဒါပေမဲ့ကိုဘက်ကတယောက်ကလည်းဆိုးတာမဟုတ်ဘူးဗျာဒီလားသူ့ပုံစံနဲ့သူကောင်းနေရပဲသူကိုတာသမီနေရတော့ဆင်ကျင်းနေရမိဘတွေကအဲ့ဒီအချိန်မှာယူနဲ့အဲ့ကောင်ကဘလို့အဲ့ကောင်မဘလို့ဆိုပြီးပြောချလိုက်တယ်ဒါပေမဲ့အဲ့ဟာမိဘတွေကချစ်လို့ပြောတာဘလို့ချစ်လဲဆိုတော့ငါပဲပိုင်ဆိုင်နေတာငါနာပဲကတာသမီကိုထားချင်တာဆိုတဲ့အချစ်စိတ်အဲ့ဒီအချစ်စိတ်ကအတ္တနဲ့နေပါတယ်အဲ့တော့နောက်တစ်ခုကကျတော့ဘယ်လိုပြောရမလဲမိဘတွေကကိုကအကြောင်းမပြီးခင်တော့မှတာသမီကိုအကြောင်းပြအောင်ထားချင်တာကြည့်လားကိုဘွဲမရခင်တော့မှတာသမီကိုဘွဲအောင်ထားချင်တာကိုကစင်းစင်းရဲနေရတယ်ဆိုတော့မှမိဘတွေကိုတာသမီကိုစင်းစင်းရဲအဲ့လိုမဖြစ်စေချင်တာအဲ့ဒါမြစ်တာလို့ပြောလို့ရတယ်မိဘရဲ့မြစ်တာတွေကမိဘအဲ့ဒါမိဘတွေကအချစ်ကိုပိုင်ဆိုင်ထားတယ်မြစ်တာကိုပိုင်ဆိုင်ထားအဲ့ဒါကြောင့်ကမ္ဘာပေါ်မှာမိဘမြစ်တာကအကြီးမားဆုံးအရာလို့သတ်မှတ်ကြရလို့ကျွန်တော်တို့ထင်တယ်တော့ကျွန်တော်ထင်တာကအချစ်လဲပါရမယ်မြစ်တာလည်းပါရမယ်အဲ့ဒီနှစ်ခုပေါင်းစပ်မှအချစ်စစ်ဆိုတာဖြစ်မယ်လို့ကျွန်တော်ထင်တာအဲ့တော့ကျွန်တော်ချစ်တဲ့မိန်းကလေးကျွန်တော်တန်ဖိုးထားတဲ့မိန်းကလေးခုမိတ်ဆွေတို့ချစ်မဲ့လူမိတ်ဆွေတို့ချစ်မဲ့လေးတွေကောင်မလေးတွေကလည်းသူတို့ကနေပြီးတော့အခုအချစ်ရောမြစ်တာရောပေးနိုင်ရမယ်ဗျာကိုယ့်ဘက်ကလည်းသူတို့အပေါ်မှာအချစ်ရောမြစ်တာရောနှစ်ခုရောပေးနိုင်ရမယ်သူ့ပုံစံအဲ့လိုဆက်ဆံရေးမှာဒါအချစ်စစ်ဖြစ်မယ်အဲ့ဒီအရာခိုင်နေမယ်လို့ကျွန်တော်သတ်မှတ်တာအဲ့တော့အဲ့မှာကိုလိုချင်တဲ့မိန်းကလေးပုံစံကိုလိုချင်တဲ့ယောက်ျားလေးပုံစံရှိတယ်နောက်တစ်ခုကသူတို့နဲ့အဆင်ပြေတဲ့သားစကားဖြစ်တဲ့အချိန်ကာလတစ်ခုလက်တွဲသွားမယ်လက်ထပ်ဖို့ချိန်ရောက်ပြီဆိုရင်လည်းကိုလက်ထပ်ခြင်းတဲ့ပုံစံကိုကောင်မလေးကိုဘယ်လိုလူအရှိမပြသခြင်းတဲ့ပုံစံဆိုတာရှိတယ်အဲ့လိုပုံစံရအောင်ကျွန်တော်တို့ကယောက်ျားလေးဘက်ကလည်းကြိုးစားဖို့လိုတယ်ဗျာဒီလားမိန်းကလေးဘက်ကလည်းကြိုးစားနေတဲ့ယောက်ျားလေးကိုစမှုလုပ်ဖို့လိုတယ်ကျွန်တော်အရင်တစ်ခါပြောခဲ့လို့မိန်းကလေးတွေကအိမ်မှုကိစ္စလုပ်တတ်ဖို့လိုတယ်ဒါပေမဲ့အဲ့ဒီအိမ်မှုကိစ္စလုပ်တတ်တဲ့မိန်းကလေးကို
အိမ်မှုကိစ္စတွေဘာမှလုပ်เสียမလို့အောင်တင်တောင်းစစ်နေထားနိုင်ဖို့ကလည်းယောက်ျားလေးဘက်ကလိုရဲဆိုတဲ့စကားနိုင်ပဲအဲ့ဒီပုံစံမျိုးကျွန်တော်တို့ကဖြစ်တင်နေတယ်အဲ့တော့ကြားကိုလူအားကြလို့တွဲနေတာမျိုးတွေဒီလူအားကြလို့တွဲနေတာမျိုးတွေလောက်သိချင်မှုပေါ့ဗျာအဲ့တော့တရားဆိုတရားကျွန်တော်တို့စစ်ကြမယ်အချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အောက်တန်းမကျတင်ဘူးအဲ့တော့လူရဲ့ကြီးသားကိုဖြစ်လူတာမျိုးတွေမလုပ်တင်ဘူးပေါ့နော်အဲ့တော့ပြန်သွားတဲ့လူတွေတွေ့ဘူးနိုင်မယ်ဖောက်ပြန်သွားတဲ့လူတွေလည်းကျွန်တော်တို့အပြစ်မလားကျွန်တော်လည်းရင်တော့ကျွန်တော်ပုံဖောက်ပြန်သွားတဲ့လူတွေဖောက်ပြန်ဆိုအပြစ်မြင်ခဲ့ဘူးလေဒါပေမဲ့ဒီချာစဉ်းစားကြည့်ရင်ကျွန်တော်တို့ကသူတို့အဆင်ပြေတယ်သူတို့ကကျွန်တော်ကအဆင်မပြေလို့ကျွန်တော်မရေးဘဲနဲ့တခြားတယောက်ကိုရေးတော့တာလားသိလားသူလည်းမိကောင်းဖခင်သားသမီးကျွန်တော်လည်းမိကောင်းဖခင်သားသမီးပဲဆင်းနေပတ်သက်ပြီးတော့ကျွန်တော်တို့ကအောက်တန်းမကျတင်ဘူးကျွန်တော်တို့ချစ်တဲ့မိန်းကလေးကျွန်တော်တို့ချစ်တဲ့လူတစ်ယောက်ကိုလည်းကျွန်တော်တို့သစ္စာရှိမှန်မှန်ကန်ကန်နဲ့ချစ်တင်နေပေါ့နော်အဲ့တော့ကျွန်တော်ကလူကောင်းတစ်ယောက်မဟုတ်ပါဘူးကျွန်တော်ကကောင်းဖို့ကြိုးစားနေတဲ့လူတစ်ယောက်ပါကျွန်တော်အမားတွေအများကြီးနောင်တတွေအများကြီးကျွန်တော်ရခဲ့ဘူးပါတယ်အဲ့တော့ဒီလိုကြည့်နေလူတွေလည်းကိုအမားတွေကိုကိုလက်ခံပြင်းနေရှိတာပြည့်ရှစ်ဆက်မဲ့အနာဂတ်မှာကျွန်တော်တို့အကောင်းဆုံးပုံစံနဲ့ကြိုးစားဖို့အကောင်းဆုံးပုံစံနဲ့နေကြဖို့ကျွန်တော်ဒီကနေပြောချင်ပါတယ်အားလုံးပဲဆုံးဖြတ်ကြည့်တဲ့အတွက်ကျေးဇူးတင်ပါတယ်